ကျွန်တော်ရဲ့မိတ်ဆွေတွေဟာတင်တဲ့သူတင်တဲ့သားတွေကိုအရန်ကောင်းတဲ့ရတရားတစ်ခုပေးမှာဖြစ်ပါကျွန်တော်ရဲ့ကံကြမ္မာကိုဘယ်လိုကောင်းအောင်လုပ်လို့ဆိုရတရားဖြစ်ပါအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ဟာဆိုရင်ဒါ2026နှစ်သစ်ကိုကျွန်တော်စရောက်တဲ့နေ့ပေါ့နော်အဲ့တော့ဒီ2026မှာကျွန်တော်ရဲ့မိတ်ဆွေတွေဟာတင်တဲ့သူတင်တဲ့သားတွေကိုအရန်ကောင်းတဲ့ရတရားတစ်ခုပေးမှာဖြစ်ပါမှန်ပါတယ်နားကြောင်မှမှာပါရတရားပေးမှာဘာရတရားလဲဆိုတော့ဒီ2026ကနေစပြီးတော့နောက်ထပ်ကျွန်တော်ရှေ့ဆက်လျှောက်မဲ့ဘဝတစ်လျှောက်လုံးမှာကျွန်တော်ရဲ့ကံကြမ္မာကိုဘယ်လိုကောင်းအောင်လုပ်လို့ဆိုရတရားဖြစ်ပါတယ်အဲ့တော့တနည်းပြောရရင်ကံကောင်းစေတဲ့ရတရားပေါ့နော်အဲ့တော့ကံကောင်းမှုအတွက်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အရင်ဦးဆုံးဒါကျွန်တော်ရတရားကိုပြောရမယ်အစင်လိုက်မှတ်ထားမယ်နော်နံပါတ်1အစင်ကျွန်တော်နံပါတ်1ဘာလုပ်ရမလဲဆိုရင်အတွေးခေါ်ကောင်းအောင်အရင်လုပ်ပါဒါပြီးမှကျွန်တော်ရတရားလုပ်လို့ရမှာနော်အတွေးခေါ်ကောင်းအောင်အရင်တည်ဆောက်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအတွေးခေါ်ကောင်းမှကျွန်တော်ရဲ့အပြုအမူတွေကောင်းမှာဖြစ်ပါတယ်ဟုတ်လားမဟုတ်လားစဉ်းစားကြည့်အောင်နော်အတွေးခေါ်ကနေပြီးတော့အပြုအမူဆိုတာဖြစ်လာတာဖြစ်ပါတယ်ဥပမာထားပါတော့ကျွန်တော်ကတခြင်းကိုအရင်ဝါသနာပါတယ်အနုပညာကိုအရင်စိတ်ဝင်စားတယ်เนาะတစ်ချိန်လုံးတခြင်းအကြောင်းပဲကျွန်တော်တွေးနေတယ်ဆိုရင်ဘာဖြစ်နေမလဲကျွန်တော်ကမနက်မိုးလေးလဲတာတခြင်းနဲ့တငင်းကြီးနဲ့တခြင်းစုံမိနေမယ်ဟုတ်လားတခြင်းလေးရေးမိနေမယ်အဲ့ဒါပါလေအတွေးခေါ်နေအပြုအမူဆိုတာဖြစ်လာတာဟုတ်ပြီနော်ကျွန်တော်ပကြီးကိုအရန်ဝါသနာပါတယ်ပကြီးကိုအရန်စိတ်ဝင်တာတစ်ချိန်လုံးကျွန်တော်ပကြီးအကြောင်းပဲတွေးနေရဆိုရင်အနည်းဆုံးတော့ကျွန်တော်ဘာလုပ်မလဲအားနေတဲ့အချိန်မှာစာရွက်ကလေးမှာလာပကြီးပုံလေးတွေစွဲကြည့်နေပဲချစ်ကြည့်နေပဲအတွေးခေါ်နေအပြုတ်မှုဖြစ်လာတာဖြစ်ပါဟုတ်ပြီအဲ့တော့အတွေးခေါ်နေအပြုတ်မှုဖြစ်လာတယ်ဆိုရင်အပြုတ်မှုကနေပြီးတော့ကျွန်တော်ဘာဖြစ်လာတယ်လဲဆိုတော့အလေးအကျင့်ဆိုတာဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်စဉ်းစားကြည့်မယ်နော်မနေ့9နာရီမှာထပြီးတော့ကျွန်တော်လမ်းလျှောက်တဲ့အပြုတ်မှုကိုနော်တစ်ပတ်ကနေနှစ်ပတ်ကနေတစ်လကနေ3-4လကြာတဲ့ခါမှာအဲ့ဒါဘာဖြစ်သွားလဲဆိုရင်အလေးအကျင့်ဖြစ်သွားပြီနော်အဲ့ဒါအလေးအကျင့်ဖြစ်သွားပြီအဲ့တော့အပြုတ်မှုကကြာလာရင်ကျွန်တော်အလေးအကျင့်ဆိုတာဖြစ်လာတယ်ဆိုတော့အဲ့ဒီအလေးအကျင့်တွေကနေကကျွန်တော်ဘာဖြစ်လာတာလဲဆိုရင်ဇာရိတ္တဆိုတာဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ဒီမှာမေးစရာရှိတယ်ဇာရိတ္တကောင်းတယ်မကောင်းဘူးဆိုတာရိုးသားကြိုးစားဖိုးတစ်ဖားလေးကိုဇာရိတ္တကောင်းတယ်အဲ့လိုဆိုလို့ကျွန်တော်မဟုတ်ဘူးနော်လူတစ်ယောက်ရဲ့နေထိုင်မှုပြောဆိုမှုလူနေမှုဘဝပုံစံအလေးအကျင့်ဘယ်လောက်ကောင်းလဲမကောင်းဘူးလဲဆိုတာကသူ့ရဲ့ဇာတိတာဘယ်လောက်ကောင်းလဲမကောင်းဘူးဆိုတာကျွန်တော်တိုင်းတာဖြစ်တယ်။တဘာဝလားမသိဘူး။ဥပမာထားပါတော့ဒီကောင်လေးတယောက်ကဟလာခြေစောလက်စောရှိတယ်ခိုးတက်ဝက်တက်တယ်လက်တော်ကျွန်တော်အလက်တုတ်တက်တယ်ဒါသူ့ရဲ့အလေးအကျင့်လေဟုတ်တယ်နော်အဲ့ဒီအလေးအကျင့်မကောင်းတဲ့အတွက်သူ့ကိုဘာလို့သတ်မှတ်လဲဇာတိတာမကောင်းဘူးလို့ကျွန်တော်သတ်မှတ်တာဖြစ်တယ်။အဲ့တော့အလေးကျင့်ကောင်းရင်ဇာရိတ္တကောင်းမယ်အလေးကျင့်မကောင်းဘူးဆိုရင်ဇာရိတ္တမကောင်းဘူးဆိုတဲ့ဟာကိုကျွန်တော်ကနာမည်အတက်ခံတာဖြစ်ပါတယ်အဲ့တော့ဇာရိတ္တကောင်းတာနဲ့ကျွန်တော်ကဘာဖြစ်ပြီလဲဆိုရင်ကံကြမ္မာလည်းကောင်းပြီဖြစ်ပါတယ်အဲ့တော့ဇာရိတ္တကောင်းတဲ့လူတစ်ယောက်အတွက်အခွင့်အလမ်းဆိုတာလည်းမရှားဘူးလူချစ်လူခဲလည်းကျွန်တော်ပေါ်များတယ်เนาะချစ်တဲ့လူလည်းကျွန်တော်တို့ကမရှားဘူးပေါ့အဲ့တော့ဇာရိတ္တမကောင်းတဲ့လူတစ်ယောက်ဆိုလို့ရှိရင်တော့လူချစ်လူခဲလည်းနဲမယ်ဟလားလူမုန်းများမယ်သူ့အတွက်အခွင့်အလမ်းလည်းကျွန်တော်ရှားပါမယ်လူဖွဲ့စည်းမှာသူ့အတွက်နေစရာနေရာသိမရှိဘူးပေါ့ဗျာရှင်းရှင်းပြောရအောင်ဟုတ်ပြီเนาะဒါကြောင့်လို့ကျွန်တော်ကဇာရိတ္တကောင်းတယ်မကောင်းဘူးဆိုတာဟာကျွန်တော်ကံကြမ္မာကောင်းတယ်မကောင်းဘူးဆိုတော့အဆုံးဖြတ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကိုဟလာရတရားပေးခြင်းတယ်ဆိုတာကတော့အဲ့ဒါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေးခေါ်တွေကောင်းအောင်တည်ဆောက်ပါဟလာအတွေးခေါ်ကနေပြီးတော့အပြုတ်မှုဖြစ်တယ်အပြုတ်မှုကနေပြီးတော့အလေးအကျင့်ဖြစ်တယ်အလေးအကျင့်ကနေပြီးတော့ဇာရိတ္တဖြစ်တယ်ဇာရိတ္တကနေပြီးတော့ကျွန်တော်ကကံကြမ္မာဆိုတာဖြစ်ပါတယ်အဲ့တော့ဒီအရာအားလုံးဟာကျွန်တော်တို့ကိုယ်တိုင်ကင်တွယ်ထိန်းချုပ်လို့ရတဲ့အရာတွေဖြစ်တယ်အတွေးခေါ်ကောင်းအောင်ကျွန်တော်ပြုစုပြောထောင်လို့ရတယ်နော်သူ့ရဲ့ဟလာတွေးပုံခေါ်ပုံပြောပုံဆိုပုံကိုကျွန်တော်ကကြည့်လိုက်ခြင်းအပြင်ဒီလူဟာဘယ်လောက်ထိအတွေးခေါ်ကောင်းတယ်မကောင်းဘူးအတိတ်နဲ့ကိုကျွန်တော်ကခံမှန်းကြည့်လို့ရတယ်ဟုတ်တယ်နော်ဒါကြောင့်မလို့သူ့ရဲ့အပြုတ်မှုတွေကိုကြည့်လိုက်ခြင်းအပြင်လည်းဒီလူရဲ့အတွေးခေါ်ဘယ်လောက်ထိကောင်းတယ်အတွေးခေါ်ဘယ်လောက်ခေါင်းပါတယ်ဘယ်လောက်ထိဉာဏ်ဖြစ်နေဆိုတာကျွန်တော်ကခံမှန်းလို့ရတယ်အဲ့တော့အတွေးခေါ်အပြုတ်မှုအမှုအကျင့်ဇာရိတ္တကံကြမ္မာဒါအားလုံးကိုကျွန်တော်ကသေချာကင်တွယ်သွားမယ်ဆိုရင်နောက်ဆုံးမှာရှိတဲ့ကျွန်တော်ရဲ့ကံကြမ္မာဆိုတာကြီးကိုလည်းကျွန်တော်ကစိတ်တိုင်းကြတည်ဆောက်နိုင်မှာဖြစ်တယ်ကံကြမ္မာကောင်းအောင်ကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီ2026ပထမအဦးဆုံးသောနှစ်သစ်ရဲ့နေ့ကလေးမှာကံကြမ္မာတွေကောင်းအောင်လို့เนาะဒီနှစ်သစ်ကနေစပြီးတော့နောက်ဘဝရှေ့ဆက်ရှောက်မဲ့တန်းမှာကံကြမ္မာကောင်းတွေကိုတည်ဆောက်နိုင်ပါစေလို့ဒါကျွန်တော်နှစ်သစ်စုမုံကောင်းတောင်းလေးနဲ့တခါလေးပေးလိုက်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်